ဖြစ်တော့နိုင်လားဆိုတော့ပါလို့ဒီလိုပေါ့နော်ပေါင်းလို့ကျွန်တော်တို့ကဆိုတဲ့ဝဲဒီဒီဇိုင်းမှာဆူလာပြီးတော့ဒီတော့ဒုညာပဲဆူလောင်းပြီးကြတာမှဒီမှာတော့မမြတ်တဲ့ဒီချိုးပညာဖြစ်ပါတယ်ကျွန်တော်ပါဒုညာအနေနဲ့အားလုံးသိတဲ့တိုင်းပဲဒီတော့သူကြာရင်မိတယ်ဆိုပေမဲ့ကျွန်တော်တဲ့တိဘာသာသူတွေဟာဝယ်လုံးသွားကြတဲ့မိခင်ဝယ်လုံးကြတဲ့ပုဂ္ဂိုလ်ကြီးကျွန်တော်မေးလို့မရပါဘူး။အဲကြောင့်အဲ့ဒါဟာကျွန်တော်ရဲ့စိတ်ခေါ်ဖို့ဒီခုလေးဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့စဉ်းစားမယ့်အချက်ကပါလဲဆိုတော့ဘာဖြစ်လို့ဒီတေလွန်သွားတဲ့ပုဂ္ဂိုလ်ရဲ့အတွက်ဘာဖြစ်လို့ဆူတောင်းရတယ်လဲဆိုတာကိုစဉ်းစားထောက်ရှုကြည့်တဲ့အခါမှာဘာကွာပြီးလဲဆိုတော့ဒီငရဲမြေရှိပါရဲ့ဆိုတဲ့ယုံကြည်ခြင်းတစ်ခုကြောင့်ပဲဖြစ်ပါပဲကျွန်တော်တို့ဒီယုံကြည်ရာအချက်စစ်တဲ့ချက်ထဲမှာယုံကြည်ခြင်းအချို့ထဲမှာဘာတွေ့ရလဲဆိုလို့ရှိရင်သူတော်သူမြတ်ပေါင်းတို့ဒီအလုံးစုံဝါရီဖြစ်၍အချင်းချင်းအကျိုးကုသိုလ်ခံစားရကြောင်းကျွန်တော်ယုံကြည်ပါပြီလို့ဆိုတဲ့အတိုင်းပဲဒီသူတော်သူမြတ်အပေါင်းတို့ဒီအလုံးစုံဝါရှိကြတယ်ဆိုတဲ့ယုံကြည်ခြင်းကြောင့်ဖြစ်တယ်အလုံးစုံဝါရှိုံတာမကအချင်းချင်းအကျိုးကုသိုလ်ခံစားရတယ်ဆိုတဲ့အတိုင်းပဲဒီကနေ့ကျွန်တော်တို့ဒီဟာဝိညာဉ်မြတ်အတွက်ဆုတောင်းပြီးယုံတာမကပဲဒီအောင်မြင်နေတဲ့အသေးလုံးခေါ်တဲ့ကောင်းကင်ဘုံမှာရှိတဲ့ယဟန္တာဗလိယကျွန်တော်ယဟန္တာပွဲချင်းပါတယ်လို့ပဲဒီယဟန္တာကြီးကကျွန်တော်တို့ဆုတောင်းတယ်ဆိုတာလည်းပဲကျွန်တော်တို့ယုံကြည်ပါတယ်အဲကြောင့်ကျွန်တော်ဒီမှာအသက်ရှင်နေတဲ့တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ဒီကဘာသာဝင်ရှိတယ်လဲဆိုလို့ရှိရင်ကက်သလစ်ဘာသာသူအရင်းနဲ့ဒီယူဒာအားလုံးကတဲ့ချင်းရဖို့တပည့်တော်ကြီးပူရတဲ့တခင်ယေရှုတော်နဲ့သားလို့ပဲဒီကဘာအရဲ့တို့ပွားချ၍အေဝံဂေလိတရားကိုဟောကြားချ၍ငါရဲ့တပည့်များသိစေကြပါယုံကြည်တော်သူတို့ကိုခကြီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၌ဘောက်တစ္စံကိုပြချလို့ဆိုတဲ့အတိုင်းပဲနော်ကျွန်တော်ကလည်းအသေးတော်စကားပေါင်းနဲ့ဆိုင်တဲ့အသွင်းတော်အနေနဲ့လူသားအလုံးဝိညာဉ်ကတည်းကအတွက်ကျွန်တော်တို့မှာတာဝန်ရှိတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာတိရယဟန္တာပတိရဟန္တာအလုံးမလျက်ကိုပြုလို့ပဲဒီနေ့လည်းပဲကျွန်တော်တို့ကဒီခရဲနေမှာရှိတဲ့ပုဂ္ဂိုလ်တွေဝိညာဉ်တွေပေါ့နော်။ဒီတိရပစ္စည်းမတိရပစ္စည်းပေါ့တကဘာလုံးမှာရှိတဲ့နော်တွယ်လွန်ပြီးရဲ့ဝိညာဉ်အားလုံးကပဲကျွန်တော်ဒီနေ့ဆုတောင်းအေးရမှာကျွန်တော်တို့ရဲ့တာဝန်လည်းဖြစ်တယ်။ဒါကိုချစ်ချင်းရပြည့်လည်းပဲကျွန်တော်အသေးတော်ရဲ့ယုံကြည်ခြင်းကိုပြီးတော့ next stage ရှိတယ်နော်။ဒီ apostolic succession လို့ခေါ်တဲ့တမန်တော်ကြီးတို့မှဆင်းသက်လာတော့အသေးတော်အနေနဲ့ဒီနေ့ကျွန်တော်တာဝန်တရားရှိလို့ဆုတောင်းရတယ်ဆိုလည်းပဲမမှားပါဘူး။အဲ့ဒါကြောင့်မလို့သူတော်သူမြတ်ပေါင်းလို့ဒီသလုံးတော်ရှိအကျိုးကုသိုလ်ခံစားရတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ကျွန်တော်ဒီမှာလာပြီးတော့အရေးငယ်၌ရှိတဲ့ဝိညာဉ်များအတွက်ဆုတောင်းပြီးရှိဖြစ်တယ်။တတိခါမှာကဘူကောင်းရဲ့ရောက်ပြီးလားဝိညာဉ်အတွက်သူဆုတောင်းပြီးတာမဟုတ်ဘူး။အရေးဒန်ထာရတ်ငရေနံမှာရောက်ပြီးတဲ့ဝိညာဉ်များအတွက်လည်းဆုတောင်းပြီးတာမဟုတ်ဘူး။ဘူကောင်းရဲ့ရောက်ပြီးတဲ့အတွက်လည်းမထိုက်တန်ဘူးဟုတ်လား။ဒီတော့ဒီငရေကောက်ဖို့လည်းသူတို့ကအတိကလေးပဲရှိသေးတယ်ဆိုတော့ငရေကောက်ဖို့လည်းမထိုက်တန်ဘူးအဲ့ဒီဂျာရဲမှာရှိနေတဲ့ဝိညာဉ်မှာဟာဆိုလို့ရှိရင် purgatory ဆိုတဲ့ purification ဆိုတဲ့ဒီအပြစ်ဒဏ်မှာစီတော်ခြင်းရှိတယ်ဆိုတဲ့နေရာရှိတယ်ဆိုတာကျွန်တော်ယုံကြည်ခြင်းပဲဖြစ်ပါတယ်အဲကြောင့်ကျွန်တော်အဲ့ဒီအသေးတော်မှာပြရတယ်လဲဆိုလို့ရှိရင်ဒီအပြစ်ရှိတဲ့အပြစ်ကလေးဆိုတာကျွန်တော်ယုံကြည်လက်ခံထားခြင်းဖြစ်ပါတယ်ပထမယောဟန်အခန်း
ကြီးစကားစစ်ကြောပါဆိုလို့ရှိရင်တေတိုင်းတော့အပြစ်နဲ့မတေတိုင်းတော့အပြစ်ရှိတယ်ဒါပေမဲ့တေတိုင်းတော့အပြစ်ရှိသူများအတွက်ငါဆုတောင်းကြပါလို့မဆိုလိုဘူးတဲ့မတေတိုင်းတဲ့ဝိညာဉ်များအတွက်သာဆုတောင်းပေးကြပါဆိုတဲ့သဘောဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီမတေထိုက်တဲ့နော်အရေးမသွားထိုက်တဲ့ပုံပူတွေရဲ့ဝိညာဉ်နော်အတွက်ဆိုလို့ဒီဆုတောင်းပေးတယ်ဆိုတာကိုဒီနေ့ပြန်လည်ပြီးတော့တတိယရှိဖို့အရေးကြီးပါတယ်။ဒါကြောင့်ဒုတိယအနေနဲ့ဘုကောင်းရဲ့ဘယ်သူမှကြောက်ကြမယ်လေဒီလိုကအားလုံးကဘုကောင်းရဲ့ကိုပြောကိုရင်အသက်ရှင်နေရတဲ့နော်ဒီနေ့ဂျူဘလီနေ့မှာမျိုးလင်းချင်းနဲ့ကောင်းငယ်ခရီးကိုသွားနေတဲ့အချိန်ခါမျိုးမှာဆိုရှင်ကျွန်တော်တို့ကဒီဘုကောင်းရဲ့ကိုမျိုးလင်းပြီးတော့လောကမှာနော်ဘုဝိညာဉ်သာရဒုက္ခချမ်းသာရဖို့ရန်အတွက်ကောင်းမှုကုသိုလ်သည်စီပူကြတဲ့ဆုတောင်းကြတဲ့ဥစားပြာနာယူကြတဲ့မျိုးလင်းရှိတဲ့အသက်ရှင်နေကြတဲ့ကျွန်တော်တို့တွေနော်ဘုကောင်းရဲ့ဘယ်လိုပုံစံမျိုးနဲ့တွားကြမလဲဆိုတဲ့ခါကျတော့ဒီဘုရားငယ်တွားမဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုလဲအားလုံးဘုရားတကယ်ဘုရားငယ်ကြောက်ပြီးတော့ခံစင်းတယ်ဒါနဲ့တကယ်အဝတ္တန်မှာတိုင်ရှင်းဖို့မြတ်တဲ့ဘုရားသခင်နဲ့ချီးတူးဖို့ဆိုတဲ့ထာဝရအရှင်ချင်းကောင်းငယ်နိုင်တာအပြည့်နည်းနည်းမှရှိလို့ရှိရင်အဲ့ဒီမှာဒီအပြည့်ကကျွန်တော်ကောင်းငယ်နိုင်တာမရောက်နိုင်ဘူးဘုရားသခင်နဲ့ပပေါင်းဆက်နိုင်ဘူးဒါကြောင့်ဒီယနေ့တော့ကျန်အခန်းကြီး30ခန်းငယ်30ခေါ်ပါကျူမြို့ဆိုတဲ့ဂျေရုဆလင်မှာနော်အဘိအဆူအကွက်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုမှဝင်လို့မရဘူးဒါကြောင့်အဲ့လိုမတိတ်တဲ့အဘိကလေးတွေကြောင့်ဆိုတော့ဘုရားငယ်မှာဝေနိုင်ဝိညာဉ်အတွက်မိမိကိုယ်ကိုမိမိစီးကြောဖို့ဆိုတာတိုက်ရှင်းဖို့ဆိုတာကတော့ဒီလိုနေရဘာမှမလုပ်နိုင်တော့ဘူးကျွန်တော်တို့ရဲ့စုပေါင်းမိတာပဲတန်တန်နေကြတယ်ကျွန်တော်တို့စာရဟောပြီးတာပဲတန်တန်နေကြတယ်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်ဘယ်နေမှာရှိတဲ့ဝိညာဉ်များအတွက်သူတို့အတိတ်တန်ကိုဆက်ပြေပြီးတော့မှဒီနေ့ကျွန်တော်တို့ကိုမျော်လင့်နေတဲ့ဝိညာဉ်တွေဟာဒီနေ့ကျွန်တော်ရဟန်းဘုရားရှင်များရဲ့ဘာသူများအားလုံးရဲ့စုတောင်းပေးခြင်းဒီစာရကောင်းပေးခြင်းအဖြစ်ဝိညာဉ်အများကြီးဒီနေ့ကောင်းကင်ရောက်ရှိမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒုတိယဘာကြောင့်ကျွန်တော်ဆုတောင်းပေးတယ်ဆိုလို့ရှိရင်စုံလင်သောအင်ဒိုရီးရှားရရှိမှုလည်းဖြစ်ပါတယ်။စုံလင်သောအင်ဒိုရီးရှားဆိုတာကတော့ကျွန်တော်တို့ရဲ့အတိတ်ပြည်လို့ပြည်သားဖြစ်ညာတော့လည်းပဲအပိဒံဆိုတာစပ်ဖြေရမယ်ဟာကိုရီးကျွန်တော်တို့ဒီစကြပူဇော်ပေးခြင်းအပြင်ဝိညာဉ်အားလုံးဟာဒီနေ့သူတို့ခံရတဲ့အပြစ်ဒဏ်မှလွတ်မြောက်ပြီးတော့ဒီနေ့သူတို့တည်ပြီးပစ္စည်းမတည်ပြီးပစ္စည်းဝိညာဉ်အားလုံးဒီနေ့သူတို့ရဲ့တန်ဆက်ပြေမှုကြောင့်ပေါ်ခဲ့နိုင်ရောက်ရှိသွားကြပြီဆိုတာကျွန်တော်တို့ရဲ့အကျိုးကျေးဇူးဖြစ်ပါတယ်ရှေးသူတော်တွေအပေါင်းတို့ဒီတလုံးတဝါဒီဖြစ်အချင်းချင်းအတူတူခံစားရကြဆိုတာကျွန်တော်ရဲ့အကျိုးကျေးဇူးကိုလည်းပဲတည်ခံခြင်းပဲဖြစ်ပါတယ်ဒီတော့တမန်ကျမ်းစာကိုအလေးငယ်ကြည့်ရမယ်ဆိုလို့ရှိရင်လည်းဒီတမန်ကျမ်းစာမှာလည်းပဲတွေ့ရပါတယ်။ဘာကဘီအခန်းကြီးနဲ့အခန်းငယ်ဘာကဘီဒီအခန်းကြီးစနစ်53အလေးဖတ်မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်နိုင်လဲဆိုတော့ယူဒဘယ်ရဲ့စစ်သူချင်းတွေပြီးတော့စစ်တိုက်တဲ့အခါမှာသူ့ရဲ့စစ်သားတွေအများကြီးတည်အဲ့ဒီမှာသူအားလုံးလဲဆိုတော့ဘိုင်ဆန်ဒီကိုစုပြီးတော့ဂျေရုဆလင်ကိုသွားပြီးတော့သူတို့ဝိညာဉ်များအတွက်ပူဇော်ပေးပြီးတော့သူတို့ဟာအပိဒံမလွတ်မြောက်ပါလေဆိုတာဒီကျွန်တော်တို့ဒီကက်သလစ်ဘိုင်ဘယ်မှာကျွန်တော်ပြရတယ်ဒါပေမဲ့ Protestant Bible မှာတော့ဒီတန်ဖိုင်ဟာရှိသေးဘူးလက်မခံသေးဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုလက်ခံသိရှိတဲ့ကြောင့်မို့လည်းပဲဒီခရစ်တော်ပေါ်ခင်ကလေးကဝေလွန်သွားကြတဲ့ဝိညာဉ်အတွက်ကောင်းမှုကုသိုလ်ပြုပြီးတော့သူတို့ဟာလွတ်မြောက်တယ်ဆိုတာကိုလည်းကျွန်တော်တို့ကသိရှိပါတယ်ပြီးတော့ဒီရှင်ဘောလူကိုယ်တိုင်လည်းဘာရည်ရှိထားတယ်လဲဆိုလို့ရှိရင်နော်ဘယ်လိုကိုလဲဒီသူအခန်းကြီးငါအခန်းရဲ့စင်နာမှာကြတော့
တချို့တွေကိုမင်းထဲမှာမင်းတို့ဆွဲထုတ်ပြီးတော့ကဲရင်ကြပါဆိုတယ်လို့ပဲဒီပြောကြီးရွတ်လာလည်းပဲဒီနိုင်အခါကြီးစက်ဒီမှာတချို့ဝိညာဉ်များသူတို့တချို့ဝိညာဉ်များနော်ဒီငရဲငယ်မှာရှိတဲ့ပုဂ္ဂိုလ်ရဲ့ဝိညာဉ်တိုင်းလည်းမပြောပြပဲလည်းပဲမိထဲမှာသူတို့ကိုကဲရင်ကြပါဆိုတော့မိထဲမှာကဲတင်နိုင်တဲ့နေရာဆိုလို့ရှိရင်ငရဲထာဝရငရဲတော့မဖြစ်နိုင်မိထဲမှာကဲတင်နိုင်သေးတဲ့နေရာကတော့ဘာကဆွေလို့ခေါ်တဲ့ငရဲငယ်ပဲဖြစ်မယ်ဆိုတော့ကျွန်တော်တို့ရဲ့စဉ်းစားအတိညာအားဖြင့်ကျွန်တော်တို့ကပြီးတော့စင်ကြယ်တဲ့ကလေးအသေးတော်ကငရဲငယ်ဆိုတာအမှန်တကယ်ရှိတယ်ဆိုတာတပည့်တော်ကြီးများလည်းပဲတော်တယ်ထားပြီးသားလေဖြစ်ကြောင်းကျွန်တော်တို့သိရှိနိုင်ပါတယ်အဲ့ဒါကြောင့်ဒီပထမပြည်တယ်မှာဆိုလို့ရှိရင်လည်းအခန်းကြီးအခန်းကြီး16မှာဘာဆိုထားလဲဆိုတော့ဖြစ်တော်ကိုယ်တိုင်တော့ဒီဝိညာဉ်များရှိတဲ့နေရာပေါ့နော်ဒီအထုပ်အလုံးခံတဲ့နေရာမှာတွားပြီးတော့ဒီဝိညာဉ်များကိုတွားပြီးတော့တရားတွားဟောတယ်ဝါဒနာတဲ့ကောင်းကိုတွားဟောတယ်အဲ့ဒီဝိညာဉ်များဘယ်သူမှလည်းဆိုရှင်တော့ဧကတုံကဝဲစကားကိုနားမထောင်ပဲဘဝမှာပျော်ပါပြီးတော့မှနော်အပြောပါတဲ့ဒီဘုန်းတွေဝိညာဉ်တွေဖြစ်တယ်လို့တမန်တော်ကြီးပဲကျွန်တော်အတိအကျဆိုထားတယ်ဒါကြောင့်จิตတော်တောင်မှအဲ့ဒီနေရာမှာတွားကယ်တဲ့နေရာရှိတယ်ဆိုတာဒီတမန်ကျမ်းစာတော်မှာလည်းပဲကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဒီဒေသကြီးမှာရောက်လာချင်းအင်ဗတန်မှပေါ်ပြတယ်ခုရှောင်းဒီယဟန်ကအများကြီးဖြစ်သွားတာပေါ့နော်ဒီအဘိဓမ္မာခါနေတဲ့ဝိညာဉ်ဟာလွတ်မြောက်သွားပြီဒါကောင်းမှုလို့ကောင်းမှုကုသိုလ်လို့တဲ့ကောင်းမှုကုသိုလ်အားလုံးမှာအကောင်းဆုံးတော့ကုသိုလ်လုပ်ငန်းတစ်ခုဖြစ်ပါတယ်အဲကြောင့်ဒီနေ့ကျွန်တော်တို့တွေ့သလုံးတော်ရတဲ့နော်အသေးတော်နေတဲ့ဝိညာဉ်ဒီအတွက်စွတ်တော်ကြီးရှိဟာေဗတံမှာကုသိုလ်အချိမဆုံးဖြစ်တယ်ဆိုတာလည်းပဲပြောရှင်းပါတယ်ဒီတော့မှဒီတင်းတိုင်းဆိုတာကတော့အားလုံးကသိတဲ့တိုင်းပဲအရင်တော့လည်းပြောမှုတယ်နော်။ကောင်းကင်နိုင်ငံရောက်ရှိလို့ရှိရင်ဒီနေရာဖြစ်မှဒီနေရာကိုရှင်ဖျက်ရဒီနေရာမှာကောင်းကင်သွားမှာဆိုတော့ transit ပေါ့။ဘုရားကျွန်တော်တို့ USA ကိုသွားကြည့်ရဆိုလို့ရှိရင်ဒီစီးပြီးတော့တိုက်ရိုက်မရောက်ဘူးလေတရားမှာသွားပြီးတော့အဲ့ဒါတည်း USA ရောက်တော့တယ်။အားလုံးဒီမှာကျွန်တော်တို့ဒီမှာတဏှိမဟုတ်တဏှိရောက်လာပြီးတော့ဒီကနေပြီးတော့ကောင်းကင်ကိုသွားချမှာဖြစ်တယ်။ဒါကြောင့်ဒီနေရာကျွန်တော်တို့ကဆွေလို့ပြီးတော့ကြီးတဲ့ခါမှာအောက်ကူရီကလည်းကျွန်တော်ကြီးတဲ့ခါမှာသူများနဲ့မှတူဘူးကျွန်တော်အောက်ကူရီကနော်ဆက်နေတာကိုတွေ့ရတယ်။နော်။တချို့ဘာသာသူတချို့ပုဂ္ဂိုလ်တွေကတော့နော်ပတ်တဲ့ကြဘူးတော့အဲ့ဒါပါပတ်တဲ့ကြအတူတူနဲ့စကားလေးကိုပြောကြဘုရားကျောင်းတက်တာတော့ခုဘီနာလူလာလို့ရှိရင်ခုကြည့်လိုက်တဲ့အစီမပြီးလို့ရှိရင်တခြားနေရာသွားပြီးတော့သွားထိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့ကမိသားစုတွေဆိုတော့နော်ဘယ်လိုလဲအတ္တစိတ်နဲ့မတည့်ဒီဖြစ်စီတဲ့ဖြစ်စီမနေနိုင်ရတော့လည်းကောက်ဆိုတဲ့ဒီမှာအတူတူနေရတာရှိတယ်နော်ကျွန်တော်ကြည့်လို့ရှိရင်အုပ်ဘူးဒီစက်ထားရဲဆိုတော့အသက်ရှင်လို့ပါလည်းပဲအတူတူကပရိရှင်ပညာတော်လည်းပဲတော့ဆိုတဲ့နေရာမှာဒီပဲနေရာယူကြမှာဖြစ်ပါတယ်အတူတူပဲနော်ဖြစ်ရမှာဖြစ်တယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့တည်သွားပြီးကိုယ်တော်သွားပြီးနောက်ပိုင်းမှာကျွန်တော်တို့ရဲ့နော်ဝိညာဉ်သူများရဲ့ဝိညာဉ်နော်အကျူးကုသိုလ်လုပ်တဲ့အခါမှာဘာသွားတည်းရလဲဆိုလို့ရှိရင်ကျွန်တော်လေမယားကြီးဆိုရှင်အားချစ်ခင်ကြပြီးတော့ပါနော်တေချင်းကခွဲတယ်အဲ့ခါမှာဂျန်ရစ်သူကသူချစ်သူရဲ့ဝိညာဉ်အတွက်စူတောင်းပြီးတယ်ဒီစာတရားဟောပြီးတယ်တနေ့တစ်ခါအနည်းဆုံးတော့အဲ့ဒါကိုကြည့်တဲ့အခါမှာကျွန်တော်တို့ညာနော်တေလောသွားကြရတော့လေအခုကြည့်ဝိညာဉ်ဟာလေမယားလိုဖြစ်သေးတယ်ပေါ့အခွဲကွာလိုက်တဲ့နော်ခွဲလို့မရတဲ့ဝိညာဉ်ဆိုတော့ဘာလို့တရားလဲဆိုကျွန်တော်တို့အိမ်မှာတန်ခါကိုသိခါရှိတဲ့ကတ္တရိဘာသာကိုနော်
လူပုဂ္ဂိုလ်ရဲ့အနာပတ်ကျွဲတော့ချမ်းသာမှုကိုကြည့်ပြီးတော့ချစ်တာမျိုးဟုတ်ပဲနဲ့တကယ်ကိုယ့်ရဲ့ချစ်သူဟာကျွန်တော်ကိုမြင်နိုင်တဲ့သူ့ရဲ့ဝိညာဉ်ကိုကျွန်တော်ချစ်တတ်တဲ့လုံသားရှိတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့ဟာတာမန်ခရိယန်မဟုတ်တော့ဘူးဇဟန္တာဖြစ်သွားမဲ့ပုဂ္ဂိုလ်စာရှင်ပေါ်က affection တော်ကောင် sorry ဒီမှာတော့ပါပြောလေလဲဆိုရှင်ဒီတော့ဟာဇဟန္တာတန်ရှင်သောပုဂ္ဂိုလ်ဖြစ်ရခေါ်ရဖို့ရှိခါရတော့ဒီလိုရောမာတို့ဒီလိုကိုရင်တူတို့ဘုရားသခင်ရဲ့ဂရုဏာတရားတင်လို့လိုက်တရားပါစီလို့သူဆိုပါတယ်အဲကြောင့်ကျွန်တော်တို့တတိဟာလည်းပဲเนาะယဟန္တာလောင်းကြီးဖြစ်နေတယ်ဘုရားမမေ့ဘူးလို့ဟိုကျွန်တော်တို့မမီနိုင်တဲ့ဝိညာဉ်ကိုချစ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဘုရားကြီးကျေးဇူးဖြစ်တဲ့ပြောအဆုမနေနဲ့ပြောချင်တာကတော့ကျွန်တော်ဒီဝိသတရားဟောခြင်းဝိသတရားတောင်းခြင်းဆိုတာလည်းပဲကျွန်တော်တို့ဒီဘူမီရီဟာဆိုလို့ရှိရင်တောင်းတမလောဘဝဆိုတာယုံကြည်ပြီးသားခရိယာမဖြစ်ခင်မှာတောင်းတမလောဆိုတာကျွန်တော်ယုံကြည်ပြီးသားဖြစ်တယ်အဲ့ဒီခါမှာဒီဝိညာဉ်များအတွက်ဆိုပြီးတော့တည်တဲ့အခါမှာအပေါင်းဒီတက်ပြီးတော့မှဝေရန်သူကိုသူတို့စာဘူးပဲပြီးအတဲနှလုံးဒီပါရီဘာသာခေါင်းထဲမှာထည့်ပြီးတော့ process ဆိုပြီးတော့တတ်ကြတယ်ဒါပေမဲ့ကျွန်တော်ကြည့်ချင်းရပြီးပြီဆိုတဲ့ခါကျတော့ခါရတဲ့သာသမီဖြစ်တဲ့ခါကျတော့အပေါင်းဒီပါရီတက်ဆရာမလို့တော့အပေါင်းဒီပေးစမ်းမလို့တော့အတားရီဝီဆရာလည်းမလို့တော့ဒီလိုတို့အကြီးကြီးဆုံးကပါလေဆိုတော့ဝိစာတရားတောင်းပေးခြင်းလို့ဖြစ်အဲ့ဒါအကောင်းဆုံးကိုစားနောက်ဒီကျွဲဒီဝက်ဒီမဟုတ်ဘူးခရစ်တော်ရဲ့ခန္ဓာကိုကျွန်တော်တို့ပတ်စာအနေနဲ့အစားထိုးပြီးတော့ဒီစာတရားကိုဆောင်ရှိဖြစ်တယ်အဲကြောင့်ဒီချက်ပေါ်မြတ်တဲ့အရာမရှိဘူးဆိုတော့ဒီနေ့ကျွန်တော်တို့ဒီနေ့တေလန်တော့ကိုယ့်အမျိုးရဲ့ဖြစ်စီမိဘများဖြစ်စီအခုပါရီတာမကတကွာလုံးမှာရှိတဲ့ဖခင်ရဲ့နာမည်အားလို့အရေးကြီးပါအပြည့်အစုံဖြည့်နေတဲ့ဆိုလို့ရှိရင်ဒီတော့အောက်မြစ်တွေကပြီးတော့ဒီစာတရားကိုဆောင်ကြရှိ